အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီformat မတူတဲ့ကျွန်တော်တို့ date data တွေကို format တူသွားအောင် format ပုံစံနဲ့ဖြစ်သွားအောင်ကျွန်တော်လက်တွေ့လုပ်ပြမယ်ပေါ့နော် R software ကိုသုံးပြီးတော့လက်တွေ့လုပ်ပြသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့ဒီExcel file ကိုကျွန်တော်တို့ဒီ R ထဲကိုရင်ထည့်လိုက်မယ်ပေါ့နော်အားလေးကိုထည့်ဖို့ဆိုရင် Excel file တွေအတွက်ဆိုရင်ကျွန်တော်က open XLSA ဆိုတဲ့ဒီ package လေးကိုရင်ခေါ်ရတယ်ပေါ့နော်ကျွန်တော်တို့သုံးမဲ့ function ဒီopen XLSA ဆိုတဲ့ package အောက်မှာရှိတဲ့အတွက် open XLSA package လေးကိုခေါ်လိုက်မယ်ပြီးတော့ read. ကျွန်တော်တို့သုံးမဲ့ဟာဒီ file မျိုးစားဒီ XLSA file မျိုးစားဖြစ်တဲ့အတွက် read.xlsa package နဲ့ခေါ်မယ်ပေါ့နော်ပြီးတော့ file name ဒီအာ file name ကကြတော့ကျွန်တော်တို့ဒါအာ example ဆိုပြီးမှပေးထားဖြစ်တဲ့အတွက်ဒါ example ဆိုပြီးရေးလိုက်မယ်ပေါ့နော် file name ရေးမယ်ပြီးရင်ကျွန်တော်က file မျိုးစားနာမည်ရေးမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒါလေးကိုကျွန်တော်နာမည်တစ်ခုပေးလိုက်မယ်ပေါ့နော် apple ဆိုပြီးတော့မှနာမည်တစ်ခုပေးလိုက်မယ်ဒီနေရာမှာ equal လို့ရေးချင်တယ်ရတယ် less than dash နဲ့ရေးလိုက်ရတယ်ပေါ့နော်ကြိုက်တာသုံးလို့ရတယ်အဲ့တော့ enter ခေါက်လိုက်မယ်ပေါ့နော်အဲကျွန်တော်တို့ဒီအားထဲရောက်လာတဲ့ကျွန်တော်တို့ကဒီ Excel file ကိုကျွန်တော်ကတစ်ချက်ပြန်ကြည့်လိုက်မှာပေါ့နော်ပြီးတော့နာမည်လေးခေါ်ပြီးတော့မှဒီ apple ဆိုတဲ့ဒီနာမည်လေးခေါ်ပြီးတော့မှချက်ပြန်ကြည့်လိုက်မယ် view function ကိုသုံးပြီးတော့ဒီနေရာမှာပေါ့နော် Excel မှာရှိတဲ့ date data တွေဒီကျွန်တော်တို့ကဒီ R ကိုရောက်တဲ့ခါမှာကျွန်တော်က CL နံပါတ်တွေဖြစ်ပြောင်းသွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ date အနေနဲ့ကျွန်တော်ပြောင်းမယ်ပေါ့နော်ပြီးတော့ဒီApple data set ထဲမှာရှိတဲ့ date column ရဲ့ဒီ data မျိုးအစားကိုကျွန်တော်တစ်ချက်စစ်ကြည့်လိုက်မယ်ပေါ့နော်စစ်ဖို့ဆိုရင် class function တွေကိုကျွန်တော်သုံးလိုက်မယ် class ပြီးတော့ Apple data set ထဲက date column ရဲ့ဒီ data မျိုးအစားကိုကျွန်တော်ကစစ်လိုက်မယ်ပေါ့နော်အဲ့တော့ guide data ဖြစ်တယ်ပြောဆိုတော့ဒါ string ပေါ့နော်string နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြိုက်လို့ manipulate လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်က string r ဆိုတဲ့ဒီ package လေးကိုခေါ်ဖို့လွယ်ပေါ့နော် string r ဆိုတဲ့ package လေးကိုကျွန်တော်တို့ကဒီခေါ်လိုက်မယ်ပေါ့နော်အဲ့ထဲမှာဆိုရင်ကျွန်တော်တို့ကအရင်ဆုံးကြီးမှာကျတော့ဒီလေးနဲ့စားတဲ့ဒီrow data တွေကိုကျွန်တော်ကဆွဲထုတ်လိုက်မယ်ပေါ့နော်ဒီမှာအာလေးနဲ့စားတယ်ဒီမှာလည်းဒါလေးနဲ့စားရပေါ့နော်အဲ့တော့ subset ဆိုတဲ့ function လေးသုံးမယ်ပြီးတော့ဘယ် data set ထဲကလဲဆိုရင် apple ဆိုတဲ့ data set ထဲကstring underscore data ဆိုတဲ့ function ကိုသုံးလိုက်မယ် apple data set ထဲက date ဆိုတဲ့ column ကိုကျွန်တော်ယူလိုက်မယ်ပြီးရင်ဒါလေးနဲ့စရပေါ့နော်လေးနဲ့စတဲ့ data တွေကိုကျွန်တော်တို့ကဆွဲထုတ်ယူလိုက်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကနာမည်တစ်ခုပေးလိုက်မယ် A1 ဆိုပြီးတော့ပေါ့နော်ဒီညမှာကျွန်တော် equal နဲ့ကျွန်တော်ချပြမယ်ပေါ့နော်ပြီးတော့ A1 ကိုတစ်ချက်ခေါ်လိုက်မယ်ပေါ့နော်ဒါမျိုးရလာပြီဆိုရင်ကျွန်တော်ကဒါဒီဟာကိုဒါလည်းပဲ A1 ရဲ့ date data ကိုကျွန်တော်တို့ကဒီမျိုးအစားပေါ့နော်ဘာ data မျိုးအစားလဲဆိုပြီးတော့ကျွန်တော်တို့ဒါတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ guide data တွေဖြစ်နေရဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့က numeric data ကိုကျွန်တော်ကအရင်ဆုံးပြောင်းဖို့လွယ်ပေါ့နော် date data တွေဖြစ်ပြောင်းဖို့ဆိုရင်ဒါတွေကိုကျွန်တော်တို့က numeric data ဖြစ်ကျွန်တော်တို့ကပြောင်းဖို့လိုတယ် date s dot numeric A1 A1 data set တွေက date data ကိုကျွန်တော်ကပြောင်းလိုက်မယ်ပြီးရင်ကျွန်တော်တစ်ချက်ပြန်ပြီးမှကြည့်လိုက်မယ်ပေါ့နော်အဲဆိုရင်ဒါမြန်မာတွေဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်က date data ဖြစ်ကျွန်တော်ကပြောင်းမယ်ပေါ့နော် A1 ရဲ့ date column ပြီးတော့ s dot date ဆိုတဲ့ကျွန်တော်ကဒီ function လေးကိုသုံးလိုက်မယ်ပြီးတော့A1 data set တွေက date column ကိုပြောင်းမယ်ပြီးတော့အာ R ရဲ့စာမှတ်ကကြတော့ဒီအဲ1988ထောင်R ရဲ့စာမှတ်ကကြတော့12လပိုင်းဒါ30အနည်းပေါ့နော်
ချက်ကျွန်တော်ကကြည့်လိုက်အောင်လို့ဒါဒါလေးကိုကျွန်တော်တို့ကဒီ A1 ရဲ့ A1 data set ရဲ့ထိပ်မှာကျွန်တော်ကပြောင်းလိုက်မှာပေါ့နော်အဲဆိုရင်ကျွန်တော်က A1 အတွက်ဒါကျွန်တော်ကပြောင်းပြီးသွားပြီပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီရက်နှစ်ရဲ့လရဲ့ရက်ရဲ့ကိုကျွန်တော်ကတစ်ခုနဲ့တစ်ခုကျွန်တော်က full stop လေးချထားဖြစ်တဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်ကဒီ format ဖြစ်အောင်ကျွန်တော်ကပြန်ပြောင်းမှာပေါ့နော်အဲ့တော့ဆုံးကလိုပဲ subset နဲ့ကျွန်တော်ကပြန်ပြီးခေါ်မယ်ဘယ် data set ထဲကဆိုရင်ဒါ Apple ဆိုရဲ့ data set ထဲကပြီးတော့string underscore ဒီတက်ပဲ Apple ဆိုရဲ့ဒီ Apple ဆိုတဲ့ data set ထဲက date ဆိုတဲ့ဒီ column ကိုကျွန်တော်ကရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီနှစ်နဲ့စတယ်ပေါ့နော်နှစ်နဲ့စတယ်ကျွန်တော်တို့က data တွေကိုကျွန်တော်ကရွေးလိုက်မှာပေါ့နော်အဲ့ဒါကိုကျွန်တော် A2 ဆိုပြီးမှနာမည်လေးပေးလိုက်မှာပေါ့နော်မြန်မာ equal လို့ရေးရှင်လည်းရတယ်ဒါမှမဟုတ်ဒါ less than dash နဲ့ရေးလည်းရတယ်ပေါ့နော်ကြိုက်တာသုံးလို့ရတယ် A2 ကိုကျွန်တော်တစ်ချက်ကြည့်လိုက်မှာပေါ့နော်ဒါမျိုးဖြစ်နေရပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်ကဒီ date အနေနဲ့ပြောင်းဖို့ဆိုရင်A2 underscore date ဆိုတာလေးကျွန်တော်ပြောင်းလိုက်မှာပေါ့နော် s.date ဆိုတဲ့package လေးကိုfunction လေးကိုကျွန်တော်အရင်ခေါ်လိုက်မယ်ပေါ့နော်ပြီးရင်A2 underscore ကျွန်တော်က date ပေါ့နော်ဒီညမှာကျွန်တော်တခုပြောချင်တာကြောက်လေကိန်းဂဏန်းတွေရေးတဲ့အခါမှာကိုယ့်နဲ့ဘယ်လိုရေးလဲပေါ့နော်ဥပမာဆိုရင်နှစ်ကို2025ဆိုရဲနှစ်အပြည့်စုံရေးထားတယ်ဆိုရင် percent y နဲ့ရေးရတယ်နှစ်ကိုဒါအပြည့်စုံမှုနဲ့မဟုတ်ဘဲနဲ့တွဲတစ်ပြက်နဲ့ဆိုရင် percent y နဲ့ရေးရတယ်ပေါ့နော်ဥပမာ15ရဲ့10လ25လိုမျိုးဆိုရင်နောက်က25ဝေးခြင်းတဲ့အခါမှာ percent y သေးသေးနဲ့ရေးရတယ်ရက်တွေဆိုရင်တော့ percent d နဲ့ရေးရတယ်လတွေပေါ့နော်1လ2လပိုင်း3လပိုင်း4လပိုင်းစသဖြင့်အဲ့ဒါကြီးဆိုရင် percent m နဲ့ရေးရတယ်လရဲ့နာမည်တွေပေါ့နော်လရဲ့နာမည်အတူကောက်ဆိုရင်percent b နဲ့ရေးရတယ်ပေါ့နော်လရဲ့နာမည်အရှိကောက်ဆိုရင်တော့ဒါ percent b အကြီးနဲ့ကျွန်တော်ရေးရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါဘာနဲ့ရေးလဲပေါ့နော်ပထမဆုံးကကျွန်တော်တို့ကဒီ date နှစ်ရဲ့နာမည်ကကျွန်တော်အရှိဖြစ်နေတဲ့အတွက် percent y ပြီးတော့တစ်ခုနဲ့တစ်ခု data တစ်ခုနဲ့တစ်ခုဒီကျွန်တော်တို့ကfull stop နဲ့ခြားထားဖြစ်တဲ့အတွက်full stop percent ပြီးတော့ဒါလဖြစ်တဲ့အတွက် m ပေါ့နော်ပြီးရင် full stop percent d ပေါ့အဲဆိုရင်လည်းပဲအဆုံးကဒီ A1 လိုမျိုး format တိုင်းကျွန်တော်ကပြောင်းပြီးသွားဖြစ်ပြီပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ကျွန်တော်တို့ဒါဒီဇင်ဘာ10 2025ဆိုတဲ့ဒါကိုကျွန်တော်တို့ကလုပ်လိုက်မယ်ပေါ့နော်ဆုံးကလိုပဲကျွန်တော်မြင်အောင်ကျွန်တော်ကဒီပုံများလေးနဲ့ကျွန်တော်ကပြန်ခေါ်လိုက်မယ်ပေါ့နော်ဒီခါမှာကျတော့ဒီနဲ့စားတဲ့ data တွေကိုကျွန်တော်ကခေါ်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီ A3 ဆိုပြီးမှနာမည်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီ A3 ကိုလည်းဆုံးကလိုပဲကျွန်တော်တို့ဒါပြောင်းလိုက်မှာပေါ့နော် A3 ရဲ့ date column ကိုကျွန်တော်ကပြောင်းလိုက်မယ် s. date ဆိုတဲ့function ကိုသုံးလိုက်မယ်ပေါ့နော်A3 ရဲ့ဘာကိုပြောင်းမှလဲဆိုရင် A3 ရဲ့ date column ကိုပြောင်းမယ်ဆုံးကလိုပဲဒီဇင်ဘာအထိကျွန်တော်ကလနာမည်အရှိဖြစ်တဲ့အတွက် percent b ဒီနေရာမှာကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုဒီကျွန်တော်တို့ကဒီ space နဲ့ခြားထားဖြစ်တဲ့အတွက် space လေးကိုသုံးမယ်ပြီးရင် percent d ပြီးရင် percent y ပေါ့နော်ဒီနေရာမှာဘာလို့ full stop မထည့်လဲဆိုရင်ဒါအဆုံးက full stop ဘာလို့ထည့်လဲဆိုရင်ဒီနေရာမှာကျတော့အာ data တစ်ခုနဲ့တစ်ခုဒီ full stop နဲ့ခြားတာဖြစ်တဲ့အတွက်ကျွန်တော်က full stop ထည့်ရမှာเนาะ full stop ခြားတာမဟုတ်တဲ့အတွက်ကျွန်တော် full stop မထည့်တော့ဘူးကျွန်တော်ကရပြီပေါ့နော်
A3 အဲ့တော့ဒီသုံးခုကိုကျွန်တော်တို့ A1 A2 A3 ကိုကျွန်တော်တို့ကဒီပေါင်းလိုက်မှာပေါ့နော် A1 A2 A3 ကိုကျွန်တော်တို့ကဒါပေါင်းလိုက်မှာပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီ Apple ဆိုတဲ့ data set ရဲ့နောက်ကွက်မှာပေါ့နော် Apple ဆိုတဲ့ဒုတိယ column မှာကျွန်တော်တို့ကထည့်လိုက်မှာပေါ့နော်ဒါဆိုရင်ဒါကျွန်တော်တို့ဒါပြောင်းပြီးသား data ရသွားပြီပေါ့နော်အဲ့ဒါဆိုရင်ပြောင်းပြီးသား data ရပြီဆိုရင်ကျွန်တော်တို့ကဒီနောက်ပိုင်းပြီးဆိုရင်ကျွန်တော်တို့က write dot xlsh ပေါ့နော်ကျွန်တော်တို့ကဒီဟိုပါပေါ့ excel တွေကိုပြန်ပြီးမှထည့်လိုက်ရုံပဲပေါ့နော် excel ပဲဆုံးကတော့ xlsh ပေါ့နော်ကဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါအောင်လေတတာ